အလုံးနဲ့ဝါသနာနဲ့ထပ်တူကြတဲ့အခါမှာပါကြည့်အော်ဂင်တွေရောင်းတယ်ပလေးမက်တွေရောင်းတယ်ဒီလိုအားလေးတွေရောင်းတယ်ရုပ်ကိုလည်းကိုပြည့်တဲ့နဲ့ကိုနော်စိုက်မိုးတို့အောင်စဘူးတို့ကျင်းတယ်ကိုတော့တလုံးဝယ်ထားသေးတယ်ဘာကြောင့်ဝယ်ထားလဲဆိုတာကြော်ညာအဆုံးမှာပြောပြဒီကတော့ဒီဟာလေးကတုံးတွေပြောင်းလို့ရတယ်ဒီမှာတုံးတွေပြောင်းလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒီမွန်တွေပြောင်းလို့ရတယ်တုံးပြောင်းပြမယ်ဒီမှာဒီမွန်ဆောင်းတွေလည်းအကုန်ပြောင်းလို့ရတယ်နော်ဒီခုဒါလေးကတော့ဒါ main ကလေးတွေပို့ကြိုက်မှာပါဗာလေးလေဒီမှာ organ လေးပဲသူကနှစ်ခုသူလည်းမိုက်ပါတယ်နော်တခြား music တွေပါကြီးလည်းပါတယ်နော်ဒါကတစ်မျိုးပါပြီးသွားရင်ဒီကောင်ကကြတော့ demo sound လေးတွေပါတယ်ဒီကောင်လေးတွေဆိုလို့ရှိရင်ကြတော့ဓာတ်ခဲမထည့်ဘဲနဲ့ဒီမှာသူUSB ပေါက် 5V နဲ့တွဲလို့ရတယ်ပြီးသွားရင်ဒီကောင်လည်းအတူတူပဲ 5V နဲ့တွဲလို့ရတယ်သူလည်းမိုက်ပါတယ်ဒါလေးက play mac သူလည်းအတန်မြည်တယ်လက်အတန်ကုန်မြည်တဲ့မှာ drum လည်းရှိတယ်ဒီမိုဆောင်းတွေလည်းရှိတယ်နော်ကျွန်တော်ကတော့ဘာလို့ဝယ်မလဲဆိုလို့ရှိရင်ညနေကြလို့ရှိရင်ပွဲကင်းထဲမှာတချင်းတန်လေးနဲ့ပြောပြီးမလို့ပါ